အားလုံးပဲမင်္ဂလာပါဆူဇူကီစင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ညီမကတော့ဆူဇူကီကားရင်းနဲ့ပတ်သက်ပြီးလာရောက်မြင်မြန်ထားတဲ့မိကုံးလေးတွေကိုထပ်မံဖြည့်ကြားပေးသွားမယ်ဦးမောင်မဲဖြစ်ပါရဲ့ရှင်ပထမဆုံးဗန်မိကုံးလေးရင်လာမလဲဆိုတာကိုကြည့်လိုက်ရအောင်နော်ပထမဆုံးမိကုံးလေးကတော့ဆူဇူကီစင် brake shoe တွေကိုတခါမှမလဲပြစ်သေးဘူး brake shoe တွေကဘယ်ချိန်လောက်ကြာရင်လဲတင်တာလေကျွန်တော်ကားကစီးရကားပါဆိုပြီးတော့ကိုမင်းသိန်းဆိုတဲ့အကောင့်ပိုင်ရှင်ကလာမေးထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုမင်းသိန်းရှင် brake shoe brake pad တွေကိုအချိန်ကာလသတ်မှတ်ထားတာမျိုးတော့မရှိပါဘူးလူချင်းမင်းအသုံးပြုတဲ့ပေါ်မူတည်ပြီးလဲလှယ်ပြီးဖို့လိုအပ်တာဖြစ်တဲ့အတွက်ဆူဇူကီ service center တွေမှာမျက်မြင်စစ်ဆေးပြီးလိုအပ်ပါကလဲလှယ်ဖို့ကိုလည်းအကြံပြုလိုက်ပါရစေနောက်ထပ်မိကုံးလေးတစ်ခုကတော့စီးရကားအတွက်ဘတ်ခုရှိလားဝယ်ချင်လို့ဘာမှဝယ်လို့ရလဲရှင်ဆိုပြီးတော့မတ်တီရီဆိုတဲ့အကောင့်ပိုင်ရှင်ကလာမေးထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်စီးရကားအတွက်ဘတ်ခုရှိပါရဲ့ရှင်ဒီစက်ရဆူဇူကီအယောင်ပြကန်ဒီမှာမင်းမြန်ဝယ်ယူနိုင်တယ်လို့နမူနာပုံစံကိုလည်းဆူဇူကီမြန်မာမော်တာ website မှာဝင်ရောက်ကြည့်ရှုနိုင်ပါရဲ့ရှင်နောက်ထပ်မိကုံးလေးတစ်ခုကတော့စီးရကားမှာဒီဟာလေးကဘာအတွက်သုံးတာလဲဆိုပြီးတော့ကိုအုတ်ကာဆိုတဲ့အကောင့်ပိုင်ရှင်ကလာမေးထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုကရှင်အဲ့ဒီခလုတ်လေးကို defroster ခလုတ်လို့ခေါ်ပါတယ်ကားရှိလေကားမန်တွေကိုရင်ငွေရိုက်တဲ့အခါမှာအရှိမြင်ကွင်းတွေကိုရှင်းလင်းစေဖို့အတွက်အသုံးပြုနိုင်ပါတယ်ရှင်နောက်ထပ်မေးခွန်းလေးတစ်ခုကတော့နောက်ဆုံးထွက်ထားတဲ့ Artica Smart Hybrid ကားရဲ့တာယာဆိုက်ကရောဘယ်လောက်လဲဆိုပြီးတော့ပိချက်ပေါက်ကလာမိထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင် Artica Smart Hybrid ကားရဲ့တာယာဆိုက်ကတော့15လက်မှဖြစ်ပြီးတော့တာယာနံပါတ်က185မြင်းဆောင် 65R15 ဖြစ်ပါတယ်ရှင်နောက်ဆုံးမိကုံးလေးတစ်ခုကတော့parking sensor ကဘလောက်กว่าဝေးထိအာရုံခံနိုင်တာလဲဗျာစီးရကားပါဆိုပြီးတော့ပိချက်ပေါက်ကလာမိထားတာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်စီးရကားရဲ့ parking sensor က9ပေဝန်းကျင်ထိအဟန့်အတာအရာဝတ္ထုတွေကိုအာရုံခံပေးနိုင်ပါရဲ့ရှင်ညီမတို့ဆူဇူကီစင်မှာဆူဇူကီကားရင်းနဲ့ပတ်သက်ပြီးဗဟုသုတဖြစ်ပွဲအကြောင်းအရာတွေကိုတင်ဆက်ပေးနေရဖြစ်ပြီးနောက်ထပ်ဘယ်လိုမိကုံးလေးတွေကိုထပ်မံဖြည့်ကြားပေးသွားအောင်မလဲဆိုတာဆက်လက်ဆောင်များအားပေးကြပါအောင်ရှင်အားလုံးပဲဘိုင်ဘိုင်